အားလုံးမင်္ဂလာပါကိုစု gaming channel လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ electro ball လို့ attack လေးနဲ့ကျွန်တော်ဒီနေ့မှာတော့မိတ်ဆက်ပေးချင်တာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်တို့မိတ်ဆက်ပေးမယ်ဆိုတော့ဝင်လိုက်အောင်ဗျာ okay ကျွန်တော်တို့ဘာတွေပါမလဲဆိုလို့ရှိရင် ball က10ကောင် electro က9ကောင်ပေါ့နော် okay ကင်းကွင်းဝါရန်ပါမယ်ဗျာ okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တိုက်လို့ရဗျာ ready 1 2 3 go okay တိတ်မအောင် okay ကျွန်တော်တို့ဒီ base ကိုတစ်ချက်ရှူအောင်ဒီ base ကတိတ်မကောင်းသေးဗျာနော်ဒီ base တိတ်မကောင်းသေးဘူးနောက် base ထပ်သွားမယ်ဗျာokay နောက်ထပ် base ကဘာ base ဖြစ်မလဲတော့မသိဘူးဗျဒီ base မှာတော့ဒီ base မှာတော့ပြောမလို့ပဲရှိသေးဒီ base လည်းအဆင်မပြေဘူးဗျနောက်တစ် base ဆက်သွားအောင်ဒီ base ကတော့အဆင်ပြေလောက်မှတင်တာနောက်ထပ် base က okay ဒီ base ကဒီ base လေးကောင်းတယ်ဗျဒီ base ကိုပဲကျွန်တော်တိုက်ကြမယ်ဗျဟုတ်ပြီနော်ဒီ base ပဲတိုက်လိုက်တော့မဟုတ်ပြီအရင်ဆုံးအနေနဲ့ကျွန်တော် air sweeper ဆိုတဲ့ဒီလင်မုတ်ထုတ်တဲ့ဟာလေးကိုကျွန်တော်တို့ကွင်းရဲ့ giant arrow နဲ့ရှင်းပေးရမှာပေါ့နော် okay ကျွန်တော်အခုလောစလိုက်ကြည့်အောင်ဗျ air defense ၄ခုရှိတယ်ဗျကျွန်တော်တို့ဒီဘက်တောင်ဆုံးကနေဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘောလုံးနှစ်ကောင်နဲ့ electro တစ်ကောင်ကတော့ရတယ်ဗျအဆင်ပြေတယ်အဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက်တောင်ဆုံးလေးကနေဝင်လိုက်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ် okay ကျွန်တော်ကွင်းလေးကိုချမယ်ဒီပိုင်း giant arrow ပစ်လိုက်မယ်ဟုတ်ပြီဒိုင်မရတယ်ဗျနှစ်ခုစလုံးမရပါဘူးပြန်ဆိုးတော့okay ပြီးတော့ရင်ဘောလုံးနှစ်ကောင်ချမယ်ပြီးတော့ electro တစ်ကောင်ချပေးလိုက်မယ်ဗျအဲဆိုတော့အဆင်ပြေပါတယ်ဝိုင်းဒီဘက်ကနေတော့ဘောလုံးအကုန်ချပေးမယ်ဝိုင်း electro ထပ်ချမယ်ပြီးတော့ရင်ဝါရန်ထဲတော့ဝိုင်းကင်းမှာထည့်ပေးလိုက်မယ်ဗျ mix ကိုကျွန်တော်နှလုံးစိမ်ကိုတောင်းဝရှိသွားလိုက်ပြီဗျဟုတ်ပြီးတော့ဒီဘက်ကနေတော့ freezing spell တစ်လုံးအုပ်ပေးလိုက်ပြီဗျဝိုင်းအရှင်နားရောက်လို့ရှိရင်ကျွန်တော်တို့အရှင်နားထပ်ရောက်လို့ရှိရင်လည်းကျွန်တော်တို့ဝါရန်ရဲ့ ability ဖွင့်လိုက်ပြီဗျပြောလို့ရှိရင်ကျွန်တော်တို့ဒီနားမှာ respect တစ်လုံးချပေးဗျ okay EG ကတော့ရပြီဗျဒါဆိုရင်ဒီပုံစံဆိုတော့ EG ရရတယ်ဗျဝိုင်း freezing spell တစ်လုံးအုပ်ချပေးဗျဟုတ်ပြီပြောလို့ရှိရင်ကျွန်တော်တို့အရှင်နေနေလေးဆက်ကြည့်နောက်ထပ် freezing spell တစ်လုံးချပေးလိုက်နောက်ဝိုင်းဒီဘက်မှာနောက်တစ်လုံးထပ်ချပေးဗျဟုတ်ပြီနောက်တစ်လုံးလည်းအဲ့ကတော့ H boom မှာလို့ပြန်ချပေးရမယ်ဒီနောက်တစ်လုံးချပေးဟုတ်ပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာ king ability လို့ကြံသေးရဗျကျန်တာကတော့သူက ACC လေးပဲနော်တတရရလေးနေပဲ AC လေးပဲ run တော့ကျွန်တော် electro dragon ရတော့ကျန်သေးရဗျဒီဘက်မှာတစ်ကောင်ဒီဘက်မှာတစ်ကောင်ဆိုတော့အလုံးပေါင်း3ကောင်ဒီနောက်ကနေတော့ site ရှင်းမှာပါညာနေဆိုတော့ဒီက9ကောင်ပေါ့ဗျအလုံးပေါင်းဟုတ်ပြီကင်းကို ability ပေးထားလိုက်တော့ဘာလို့ဆိုမြန်မြန်ပြီးအောင် okay ကျွန်တော်ကနိုလေးတွေကြာကနိုကလည်းဒါပေမဲ့သူကဟိုးစားမပြူဘူးပြောမှဆိုအဝေးမှာကင်းရအဝေးမှာဆိုတော့ပြစ်လို့မရအောင်လမ်းပြောလို့ဟုတ်ပြီဒါဆိုတော့နိုင်ပြီ AC ပဲ AC ဒါတော့တော့မှ 100% တိတိအောင်ပြည့်ရတယ်3 star ပေါ့ဗျပြောမလားကဲနောက်နေ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော် run နေပါတိုက်ပြမယ်ဗျအခုကတော့ကျွန်တော်တို့ run တိုက်ပြလို့အဆင်မပြေသေးဘူးဗျကျွန်တော်တိုက်ပြအောင်တိုက်ပွားကြီးဆိုတော့ဗျတိုက်ပြလို့မရတော့နောက်ပတ်တွေကြာလို့ရှိရင်ကျွန်တော် run ကိုတိုက်ပြမယ်ဗျokay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကြိုက်နေတဲ့ရင်တော့ like subscribe လုပ်ဖို့လည်းမမေ့တော့ပါနဲ့အားလုံးတတာ